ဘိုင်းနေရာမှာရှိအသားမယူဘူးပေါ့နော်ဒီနေ့ပြီးထုတ်ပါမယ်အားလုံးမင်္ဂလာပါဒီနေ့ကတော့ကြပြုံးအကောင်အငယ်လေးတွေကိုကြော်ပြီးတော့ပေါ့နော်အပေါ်ကနေပြီးတော့ကျက်သွန်အဖြူနေမြစ်သီးလေးနဲ့ကြော်ပြီးတော့6ကြော်လေးဖြစ်ပါတယ်ဒီဘိုက်နေရာမှာရှိအသားမယူဘူးပေါ့နော်ဒီနေ့ပြီးထုတ်ပါမယ်စံစည်းလေးနဲ့စိတ်နာမှာပေါ့နော်ဒီမှာအဆူလေးရှိရတယ်အဆူလေးတွေခုံမှာဒီမှာလှမ်းဆွဲချင်ဒီဘိုက်နာမှာတော့နည်းနည်းလှီးရခဏလောက်ထားငါလေးရေးစင်အောင်ဆေးပါမယ်ရေးစင်အောင်ဆေးပြီးတော့စားချုံနေပါမယ်စားပြီးနေဒီလေးခံနေတယ်ချုံနေတယ်ဟုတ်ပြီစနေမလေးနဲ့ထက်နေပြီးဒီမှာထောင်းထားတဲ့ဂျင်းလေးဂျင်းညှစ်ထည့်ပါမယ်ပြီးခဏထားပြီးသူ့ကြော်မှာပေါ့နော်ဒီလေးညှစ်ထည့်စားလေးရဲ့အချုံမုတ်လေးရဲ့စနေမုတ်လေးရဲ့ဂျင်းရည်လေးရဲ့ညှစ်ထည့်ပြီးတော့သူ့ခဏထားပါမယ်နော်တောင်းနေတော့ကြော်ပါမယ်ငါးလေးကတော့ပြီးမှကြော်မှာပေါ့နော်ကြော်ပြီးမှအောက်ကျက်သွန်ဖြူနေစီချက်လေးရင်ချက်ပါမယ်စနေမုတ်လေးနဲ့ထည့်နော်ကျက်သွန်ဒီအနေလေးဆိုရင်အဖြူလေးထည့်ပါတယ်ကျက်သွန်ဖြူလေးထည့်ထားတက်စီလေးချက်တော့ရောလိုက်ရှယ်ငါးလေးကြော်မယ်စီလေးထည့်ချပါမယ်ငါကြော်တယ်ထည့်မယ်စီချက်လေးငါကြော်မယ်ဖုန်းကနာအောက်ထားငါကြော်လေးကနည်းနည်းတော့ကတ်တာပေါ့နော်ဒီနေ့လေးစက်လေးကငါကြော်လေးကဒီနေ့လေးစရပါပြီငါးလေးကြော်ပြီးပါပြီဒီဒီလေးစီတက်ပါမယ်စီလေးထည့်ချမယ်စီကတော့အများကြီးမလို့နည်းနည်းဒီဒီလေးထည့်မယ်ဒီဒီလေးတက်မုတ်လေးနည်းနည်းထည့်ပါတယ်ဒီငါးကြိုက်လေးနည်းနည်းထည့်ပါတယ်ဒီကြားလေးနည်းနည်းထည့်ပါတယ်ဒီမှာကြော်ထားတဲ့ငါးလေးလည်းတော့လုံးမှာပေါ့နော်ခုနကြော်ထားတဲ့စီချက်လေးထည့်ချမယ်ရရရှိပြီးတော့စားလို့ရမ်းကောင်းတယ်ကြပြုံး60ကျော်လေးရပါပြီစားတော့ short ထည့်ထားတာပေါ့နော်အသက်လူငယ်တွေဆိုအဆက်ကြိုက်ရင်ပို့ထည့်လို့ရတယ်မလူကြီးတွေစားမှမလို့အဆက်တွေ short ထည့်စားလို့ရမ်းကောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်